မခံသူလေးနဲ့တွေ့ရအောင်မမင်းလည်းမနိုင်မှာဒီနေ့တွေ့လဲကြုံရမှာလေတန်တာတဲ့ဒီချိန်ကဘာပပွေနေတည်းရနေဘူးလာရီလေးမပြတ်တဲ့ဘာပပွေနေခုလို့တာသူပြမေးလက်ကလည်းလို့ဤစမ်းမာဘာစေမတွေ့ရင်ရေချမ်းလေးတန်းလိုက်မှာစက်ကကကြောင်ရဲ့မြတ်တော်ဝေးနေကြတောင်းဝင်နေတာဝေးဝေးပါမတူမျက်နှာရှိရှိတန်တလာရဲ့ရှိရှိတန်တလာရဲ့ဝေးဝေးပါမတူမျက်နှာဆိုရနဲ့လာပြလူရချမ်းမင်းနာတီတွားရင်အောင်မချယူသွားမှတတိကပါကျုံတော်မူဝါရွှေမျက်နှာမုံတော်မူရဲ့ချေဝါရပ်တေဝိစာရွှေလူကလက်ဆောင်ယူဝရီနီကိုဝါကျုံမြေပြိုင်လို့လာဆန်းကြတာတဲ့ဒီချိန်ကမင်္ဂလာယူစမ်းမှာခင်ဗျာ